သမီးတော်သားတော်တန်ရှင်သောဝိညာဉ်တော်၏နာမတော်မြတ်၌အာမင် Christmas Novena တတမနေ့ဆုတောင်းမြတ်တာအိုယေရှုသူငယ်တော်ဖျားခါတီးစွာငိုကြွေးတော်မူသောအရှင်ချစ်မြတ်နိုးတော်မူ၍ဖန်ဆင်းတော်မူသောလူသားသည်အရှင်အားရက်ဆက်စွာပြုမှုကြံစီတော်မူခဲ့သည်တပည့်တော်တို့သည်လည်းထိုနည်းတူအရှင်အားပြုကြပေသည်အရှင်အားစော်ကားကျူးလွန်မိကြောင်းအတိတရားရရှိခြင်းသာတပည့်တော်တို့အားအခြားသောအရာများထပ်ပင်နာကျင်စေပါသည်အတိုင်းမသိကောင်းမြတ်တော်မူသောအရှင်ဖျားတပည့်တော်တို့အားအခွင့်ကညာလွတ်တော်မူလျက်ကိုရောရှင်ဤဒုက္ခဝေဒနာတော်၌မျှဝေခံထမ်းခွင့်ပြုတော်မူပါသို့မှသာဤလောကဘဝခီးဆုံးချိန်ကိုရောရှင်နှင့်အတူထာဝရအသက်တော်၌ပါဝင်ခံစားခွင့်ကိုရရှိနိုင်ပေမည်ဖြစ်သည်တပည့်တော်တို့၏အပြစ်များသည်အရှင်ထံတော်မှတပည့်တော်တို့အားမကြာခဏဝေးကွာစေပါသည်အခြားသောအမှားများထက်ကိုရောရှင်အားစော်ကားကျူးလွန်မိခြင်းများအတွက်ကြီးစွာနောင်တရမိပါသည်ကိုရောအထံတော်ပါမှနောက်တစ်ခါဝေးကွာလိုခြင်းမရှိတော့ပါတို့ဖြစ်ပါ၍နတ်ဆိုးဤဖျားယောင်းမှုတို့ကိုကြော်လွှားနိုင်ရန်ခွန်အားတကူပေးသနာတော်မူပါကိုရောရှင်ဤကောင်းမြတ်တော်မူခြင်းကျေးဇူးတော်မှဝေးကွာရမည်အစားသေခြင်းကိုသာပေးသနာတော်မူပါဗျာဘယ်သောအခါမှကိုရောရှင်နှင့်ဝေးကွာစေတော်မမူပါနဲ့အိုအမိမေတော်မာရိယာတပည့်တော်တို့အဖို့ငါကြားဝင်စုပန်ပေးတော်မူပါတောင်းတအပ်သောကျေးဇူးတော်တို့သည်မေတော်အားဖြင့်ရရှိမည်ဧကန်အမှန်ဖြစ်ပေသည်အာမင်